ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်အနေနဲ့တာလီမျိုးကပြည်သူတအူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်။ကျမကရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်မြို့နယ်ခွဲတာလီမျိုးကပါအခုဆိုတာလီမှာကျောင်းဖွင့်ပြီးရပ်ပိုင်းပဲရှိသေးတယ်။အချိန်မို့ကြီး250ဘတ်ကောက်ခံနေပါပြီ။အချိန်မို့မတက်မနေရလို့လည်းပြောပါတယ်။ကျောင်းဖွင့်ချိန်ဆိုမိဘတွေကမရှိရှိတာနဲ့ရှာကြံပြီးကျောင်းထားပေးနေရပါတယ်။ကျောင်းကြီးကဥကျော်ဆန်းမှာမိဘတွေပြေလဲလားမပြေလဲလားသူမသိပါဘူးပြောလိုက်ရင်တော့ကျောင်းတိုးတက်ဖို့အတွက်ပဲလို့ပြောပြီးကျောင်းဆရာကြီးနဲ့ဆရာမအားလုံးဟာကိုယ့်အတွက်ကိုယ်ပဲကြည်နေကြပါတယ်မိဘတိုင်းကပြောချင်ပေမဲ့သားသမီးမျက်နှာငင်မှာကြောက်လို့မပြောကြတာပါအများကသိအောင်ပြောပြပေးပါရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်ပြည်သူများအနေနဲ့ကျမတို့ဒေါနာရဲ့ပြည်သူ့ဂျာကပြည်သူ့စကားအစီအစဉ်မှာနင့်နာမှုတွေနဲ့အခက်အခဲတွေအတွက်ရင်ဖွင့်ခြင်းနဲ့ဆိုရင်ချက်ပေါက်ကနေတဆင့်ရင်ဖွင့်ခြင်းတဲ့အကြောင်းအရာတွေကိုလွတ်လပ်စွာပေးပို့နိုင်ပါတယ်ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုပေါက်ကြားမှုမရှိအောင်ကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်